ကြီးလို့ပဲသိလားနော်အလူအိမ်ကြားနေတာပဲဆဲလာရတဲ့ပကံတွေဆိုတာနဲ့လေအလူအိမ်ထက်များတယ်နော်အမလေးအိမ်မှာစီတော့သားမရ3ယောက်မိုးလင်းပြီးဆိုမိဘတောင်းနဲ့ဝင်လိုက်မယ်ဆိုပကံနဲ့ချက်50လောက်ရှိတယ်ကိုစားပြီးသားကကွက်ကိုဆေးကြကွာသမီးကဆဲလာရတာဆိုမိုးလင်းမိုး6မနာရတယ်ဆိုတာမရှိဘူးပြောရင်မလေးဒီသမီးတရားတန်ကျဲတယ်နော်မလေးဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြပတ်ဝန်းကျင်ပြောအောင်မယ်မှုံတော့မြစ်ချုံပြောချင်ဘူးပကံနေအိုးကောလုံးကကြီးနှစ်တော့လိုက်ချင်တယ်ကောလုံးကပြထုတ်လိုက်မယ်ငါဒေါသတွေမိုးလေးဆေးရတာလေဒီတရားအိမ်ပေါ်မှာအိမ်ကြားအေးပါချက်လိုက်မဘာလို့ပေါ့လဲငါကျွန်တော်တငယ်ချင်းမှာခေါက်ခဲ့လို့သမင်းဖောက်ကြည့်ဖို့ဒီတကယ်ငါလင်လားဘာလို့ပေါ့လဲငါကမှအသိမိုးလေးမိုး6ချက်ပြောက်နေရတာလက်ချိုင်းစီနေလို့လေတော့ခေါ်ခဲ့တယ်တငယ်ချင်းတွေဒီရင်ကြီးဘာမှမချက်သိဘူးပေါ့ငါဒေါသထားလည်းလောက်ပြကြီးမနေ့ဒေါသထားနေတာဘာချလဲငါတော့တငယ်ချင်းနန်းကြီးအိမ်ပေါ်တက်မလားမင်းတို့မှပေါ့ဆိုရယ်အော်ဘလို့လဲငါ့အိမ်နဲ့လာတဲ့ဟမ်ဘလို့တောင်းသားလေးနေအိမ်ခေါ်ခဲ့တာလေတွေ့မယ်နေငါလည်းပေါ်ရင်ပေါ်ရအောင်ကြည့်ထားနော်တဲ့ကိုဘက်ကိုမြို့ဘက်ကိုဆေးကြကိုဘက်ကန်ကိုဆေးပြီးမှပြန်ကြတွေ့မယ်တယောက်ပြီးတယောက်ခေါ်ခဲ့တယ်အမေလည်းအဲ့လိုမျိုးပဲဟမ်အတင်းပြောချင်တာပဲရောက်ကွက်တယ်မှာပြောပါအဲ့ဟိုခေါ်တယ်အကုန်လုံးနော်ရွက်ကွက်တယ်အတော်တွေရောဖိုးတွေရောဖွားတွေရောပြီးသွားပြီးဆိုအဲ့မှာလက်ဖက်တုပ်စားတာလည်းရေနွေးချမ်းစားရတယ်ငါမှဆေးရတယ်ကြောရတယ်ဟောသားထောသားငါဒီလောက်ကိုအမမိုးလင်းအလောက်တွေရှုပ်နေကြအောင်ဘရတဲ့ရခေါ်ခဲ့တယ်မပြီးနော်တနာလည်းမတနာကိုအမတရားအမလည်းတိုးသွားပြောဒီမှာကျွန်တော်နေမသားတိုင်းနေမသားတိုင်းကျွန်တော်တငယ်ချင်းကျွန်တော်မျက်နှာပြရတယ်ဟဲ့ဘယ်မျက်နှာတပ်ပြက်နေတော့ဟမ်နေမျက်နှာပြက်နေနေမျက်နှာပူတယ်ဆိုနေမျက်နှာပေါ်ရေကတာတစ်ထဲလာကွာအေးဝါဟုတ်ပြီလားတိုးသွားပြောမှကျွန်တော်ကြားရင်မကောင်းဘူးတိုးတာတိုးသွားမယ်အော်ငါတန်ပြောရင်မကောင်းဟုတ်လားမကြားရင်မကြားချင်းပြန်သွားလေဘယ်ကပေါက်လို့ပဲစားအတန်းစားတွေခေါ်ခဲ့တယ်မသိဘူးမလေးရှားပြန်ရောက်လာသင်္ဘောသားအဲ့ဒါမလေးရှားရောက်အဲ့ဒါသင်္ဘောသားလားအမလေးရောက်ကကြည့်တော့ငါတလဲလို့ရောက်နေငါစင်ရိုင်းရောက်နေနော်သူကဆိုသင်္ဘောသားမကတော့လေမောင်းသမားပဲဖြစ်နေလက်ကျငါချက်ကြွေရတာငါဆဲရတာဟဲ့ဒီနေ့ကြွေးမရမလေးပြန်ပြန်မှာမလေးဘူးယုံတော်ငါတော့ဒုက္ခလက်ပေးတယ်နင်တို့တွေတူတူပဲငါလေငါလောက်ထိုက်လိုက်ရင်သေတော့မယ်နင်တို့တွေသိလားသေတော့မယ်အမောင်စားရဲတဲ့အဲ့တဲ့နောက်ပြန်ငါဘာမှမချက်ထမိုးတစ်လုံးပဲစီတယ်နော်ပြီးတော့အသိစားနဲ့ကြွေးလိုက်ကိုမျိုးပြတ်ပေါက်ကိုဆေးလို့ပကံအောင်ဟမ်လက်နင်တို့တိုင်းဘလို့ပြပြမရဘူးသိလားအနေနဲ့အမေနဲ့တူတူပဲနော်ငါနေမှာငါလက်စီလောက်ကကန်ရတာပင်ပန်းနဲ့ဟဲ့နော်မနေ့အမေလဲလို့ပဲနော်သူ့ရဲ့အပေါင်းတွေရောက်ကကြောက်ကကြခေါ်ခဲ့တယ်လေအခုနှစ်လီခုနှစ်လအတင်းပြောတယ်ရောက်ကစီတီတူတွေခေါ်ခဲ့လို့သူတို့တကယ်ချင်းနဲ့ပြောရင်ငါမကြိုက်သူမကြိုက်ဘူးအခုအနေနဲ့လို့တကယ်ချင်းထိလို့မရဘူးအဲ့မှာဘာမှမရှိပါကြွေးမှုဘာမှမရှိဘူးဘာမှမချက်ဘူးအမေဈေးသွားတယ်နိဗ္ဗာန်နင်နာမပါဘူးလားအမေဈေးသွားဈေးအပြက်တော့အမေအသားငါးဝယ်ခဲ့မှာအတိရွက်တွေဝယ်ခဲ့မှာနိတကယ်ကြပါလေချက်ချင်းနေလို့မရတော့ပြန်တော့မယ်ဟာဘာမှမရှိစီးတာနဲ့ကျွေးချင်တယ်ဆိုရင်လေကျွေးလိုက်တော့ဘာမှအသိစားငါအမြဲတမ်းဝယ်စားတယ်စောင့်ထားတယ်မှာတော့ပြောပြမယ်ပေါ်ဦးရှယ်ပစုံတောင်းကပြီးကြော်စီးတယ်နော်အဲ့တော့ပေါ်ဦးရှယ်ပစုံတောင်းကပြီးကြော်ကိုအသိစားသမင်းဖြူနဲ့နယ်ပေးလိုက်စက်တုံဖြူတစ်လုံးထည့်ပေးလိုက်စက်တုံဒီတစ်လုံးထည့်ပေးလိုက်မျိုးနိုင်မျိုးမမျိုးနိုင်မမျိုးနဲ့လို့ပြောပြလိုက်သွားနိုင်ငံသားပြက်တယ်မြန်မာစားသားမမျိုးကကြပြီတိုက်ယူကတထောက်ပြီးတော့လည်းမှာပြီးတော့လည်းမှာငါတောင်းကြငါလေမိုးနေတဲ့အခုတော့တော်တော်များတယ်ဒီမနက်ကဖျားလည်းမရှိခေါ်ပါသေးအဲ့လေမပြလားလိုက်မရှာနေလို့တဲ့လိုက်ကန်ဆိုမသိမနမနဲ့တော့အတန်ရလိုက်ကန်ဆိုတည်တယ်ပြန်သွားမယ်မရှိဒါလားပေါ့ဦးကဒီထုတ်တာဟုတ်တယ်ဒါဒီတမျိုးလည်းဘလို့ကျွေးမှာဟောစားခြင်းမစားနဲ့လေအိမ်မှာရှိတာကျွေးရတာလေဟဲ့အလူအိမ်မှာမဟုတ်တာဟောတယ်ဒီမှာပေါ်ဦးရှယ်ပစုံချောင်းကပြီးကြော်တွေ့တဲ့ခါမျက်လုံးကတေချာကြီးပေါ်ဦးရှယ်ပစုံချောင်းကပြီးကြော်ဒါဘာလို့ကြမလို့နော်ဒါနဲ့ပဲကျွေးလိုက်ကျွေးတတ်တာပဲစီလက်စတော်ဘလို့အဲတဲ့မျိုးလားအမေအဲတဲ့ဒီအမေတငယ်ချင်းနဲ့လာရင်ငါအဲ့ဒါပဲနဲ့ကျွေးအဲ့ဒါပဲလောက်ကျွေးနေကြဟုတ်ပြီလားအဲ့တော့ထမင်းနဲ့တော့မယ်ပြီးတော့သလုံးသိယူခဲ့ထမင်းဖြူခုအဲ့ဒါပြီးတော့နှစ်ထောက်လောက်ဖောက်ထဲလိုက်ပြီးတော့ဆွဲနေပလိုက်နယ်တို့ပြီးပြီးဆိုရင်အမကျက်တုံးဒီတစ်လုံးနှွားထည့်ပလိုက်ငုတ်သူစိတ်နှစ်တောက်လောက်ပတ်စားပါသေးသွားတငယ်ချင်းကွာစိတ်မဆိုးနဲ့ဒီမှာအိမ်မှာလည်းမေရဈေးသွားအခုချိန်ကြီးပြန်မလာသေးဒီမှာအခုတော့ဆိုကွာမေပေါ်ဦးချက်ပဲပစုံချောင်းကပြီးတော့နေတယ်ထမင်းစားလိုက်တော့မင်းကလည်းငါစက်သားစီပြန်တော့ဘယ်လိုလုပ်စားအောင်မှာငါတို့ကမမျိုးနိုင်ဘူးအဲ့ဒါဟုတ်ပြီလားနော်ငါတို့ကနေတဲ့ကစုံရကျော်ချင်မောင်ရဟင်းချက်ပြောက်နေတာပါနေရမလေးရှားစိတ်ကပူကပြန်လာပြီးတော့ဟိုအမျိုးချင်းတရားမျိုးချင်းနဲ့သူပတ်ကိုသားလေဟဲ့ထမိုးချက်သွားပြီအခုတွေ့လိုက်အာယုံနောက်တယ်ဒါလားနန်းကြီးတော့နန်းကြီးနေငါပြောရင်နေချွေးပြောရင်နာမကြီးနဲ့အခုတော့များတယ်နော်ကိုစားပစားကိုဆယ်ပြီးပြန်ကြငါတော့ခက်လည်းမပေးနဲ့နော်ခုနေကြားရှင်းကြမလူဝတ်တဲ့ရှော့အောင်မယ်
စားလို့ကောင်းလားမင်းလား စားကောင်းတယ်မလို့အမအပေါက်စုံနဲ့ကျွေးတဲ့သမီးနဲ့ကိုပေါ်ဦးရှေ့ပစုံကြောင့်ကပြီးတော့တအားစားကောင်းငါတင်းမပြတ်တဲ့ယူသွားမယ် အေးပါအေးမှားပြီးမှားပြီးငါမှားပြီးမယ်မင်းအဲ့သမီးယူမှာ မပြီးတော့ဘာပါ အဲ့လက်စိဝါပြီးလက်စိငါတော့မယ် ဟဲ့လာ မပြောဘူးမှာ ဖဲသွားပဲကွာ မကြောင်းတငယ်လိုက်ပုံ ပြီးပါရတဲ့စားလို့ ပြီးသွားပြီ အရန်စားကောင်းတဲ့အမကျွေးတာ ပြောစရာမလိုသိတယ်ဟဲ့ပကံနေစေးသွားလား အဆေးဝါးအကုန်လုံးဆေးဝါးပြီလဲမမြုံသွားကြည့်လိုက် အေးခဏကြီးရဆောင်နေငါတက်ကြည့်လိုက်အောင်ဟေးလာမလို့ညပြန်လာခဲ့စမ်းပြန်လာခဲ့မြန်ငါချမ်းမကြောက်ခင် အမမပြောဘူးလေ ဒီတော့ငါမနေ့ကပြောနင်းငါမနေ့ကပြောတယ်မဟုတ်လားဟမ်အမအလုပ်တွေများတော့မအားဘူးဒီတော့ကိုစားပိသားပကံခွက်ကိုစေးဝါးကြလို့ပြောတာမဟုတ်တာဒီမှာပကံနှစ်ချက်ငါမတ်မိတယ်နော်ငါမတ်မိတယ် မဆေးလိုက်ပါထုတ်ရမှာ ဟောဒီပစကလွယ်လိုက်တာဘာလို့သစေးစီကံပြတ်တယ်ကြတာနေပကံကြကိုမကိုသစေး မအပေါက်ဆိုရဲ စောတယ်တွား မမျက်နှာပြောင်းတအားလို့လေတငယ်ချင်းချင်းမှာ ဘာဖြစ်လဲလို့တော့ဘာဖြစ်လဲဘာဖြစ်လဲဟမ်ကိုစားပိသားကိုပကံမစေးပဲကိုအမတက်ကိုအိမ်မော်တို့ခိုင်းတာပြောတော့သိမ်းမောပါတယ်မလီရှုပ်ကထင်းခုတ်တမိုင်းနေအော်ဒီချက် မပကံအခုတကယ်ဆေးခဲ့ပြီပါပြီ ငါမြင်နေငါခုနရက်ကြည့်နေတယ်ဆေးပြွားရပြီမော်အကွက်ပဲသွားမယ်ဘာလို့မယ်ဘာယူအားပြိုင်လဲ ပေါ်ဦးမှာယူသွားလေ ဘာလို့မလဲ မတငယ်ချင်းပြန်လို့ချင်းလက်ဆောင်ထည့်ပြလိုက်မို့ လက်ဆောင်ကျင်တာပဲဝဲလေပေးကျင်တာပဲဝဲလေအဲ့ဒါငါစားဖို့ဆိုပဲဖုန်ကြီးဆုံးလောင်းမှုအတွက်တည်းရောမအမေတော်ရောညာဘက်ကြိုက်ဘိုက်ဆိုင်အလွယ်တကူထစားလို့ရအောင်ဆိုပဲငါအိမ်မှာဝဲဆောင်ထားရလေ အမားကိုပြန်ဖို့ပေးမယ်မှားမဲနေရမသိလို့မားကိုမေးမိုးဆိုပြီးတော့ ငါပြပေးမယ်ပေးခေါ်တယ်မပေးမယ်ဖုန်တိုင်မှာလိုက်သူကဘယ်တော့ပြန်มาလဲ မနေပြန်သူပြန်ပြီ လက်ပြမိတယ်ချက်ချင်းဝဲချက်ချင်းရတယ်ဟုတ်ပြီလား ပြီးတော့ ဒီမှာတေးကြနားလားညနာခုနကဆိုချက်ခါလို့အဲ့တဲ့ဒီမှာပေါ်ဦးရှယ်ပဲစုံကြောက်ငပိကြောင်တွေ့လားပေါ်ဦးရှယ်ပဲစုံကြောက်ငပိကြောင်อ่ะဆိုရင်လေဒီလားဗမာဝယ်လို့ရတာလေသူကပေါ်ဦးဆိုတာလေရန်ကုန်မြို့မှာဆိုရင်စားတောက်ဆိုင်အကြီးဖွင့်ထားတာနော်သူသိမှာပါသူကတင်မောသားဆိုရင်ပြောနေကြမလို့ပါဘူးဒီမှာပေါ်ဦးစားတောက်ဆိုင်မဟုတ်ဘူးနော်ဒါပေါ်ဦးရှယ်ပဲစုံကြောက်ငပိကြောဆိုတာလေအဲ့မှာရန်ကုန်မြို့မှာဆိုရင်စားတောက်ဆိုင်အကြီးဖွင့်ထားတယ်ဆိုင်မှာလည်းတော့ဝယ်လို့ရဆိုဖုံးဆက်ပြီးတော့ဝယ်လို့ရတယ်နော်တထုပ်ဆိုရင်ဒီမှာထုတ်သားလေးဒီလိုအထုတ်သားလေးတစ်ထုံးမှာမြန်မာဝင်900နော်နင်တို့နိုင်ငံခြားဟာပိုအောင်အဆင်ပြေသေးတယ်ဒီမှာဒီလိုအထုတ်သားလေးဆိုရင်နေတာတော့ပင်ရင်းမှာဝယ်မယ်ဆို900ပဲသူကစိုင်းနေမှာလည်းဝယ်လို့ရတယ်ဟုတ်ပြီလားအဲ့တော့ငါဝယ်လို့ရမယ်ဖုန်းနံပါတ်ငါပေးမယ်ရရင်ပြန်တော့ငါပြန်ပေးပါ ကျွန်တော်ထုတ်ပြရ ပြန်ပေးပါခေါ်လို့ငါဖုန်းနံပါတ်ပေးမယ်နင်းငါဖုန်းဆက်လိုက်မယ်အဲ့ဒီဖုန်းနဲ့ဆက်ပြီးမှာယူနင်းတငယ်ချင်းဒီမှာနေသင်းမောတစ်စီးလုံးမဝယ်ထဲပေးမကားတစ်စီးလုံးမဝယ်ထဲဘာလို့မဟုတ်ငါပေးရတာမဟုတ်ရရင်ပြန်တော့ပြီးသွားရင်ဟုတ်ပြီလား တော့နင်းကြီး ဟောနာကြီးပြန်ငါဘာပြောနာကြီးငါတောက်ထဲမတရားနေပြီးတော့ပြောလို့မရအောင်ပေါ်ဦးရှယ်ပစုံငါပြီးကြော်အားဆိုရင်ဗမာဝယ်လို့ရတယ်ဆိုတာလေခဏနေဖုန်းဆက်ပြီးတော့နင်းကိုပြောပေးမယ်နော်ဟုတ်ပြီလား